ဗီဒီယိုတွေတင်ရတဲ့ပတ်စံရနေတဲ့ခင်မှာအခုဒီအပျော်စော့နေတဲ့ခမားတို့တော့အံ့ဩတယ်โอเคဒီနေ့မှာတော့လုံးဝမစိတ်တိုင်းမကြတဲ့ကွန်မိုက်လေးတစ်ချက်လောက်လာပြန်ပြီနော် view ကအတက်တယ်လေ like မပေးတာအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဟုတ်ကဲ့ထက်တင်ပါဗျာနော်ဘာလို့အတက်မပေးရလဲဆိုတော့ကြည့်တဲ့ view နဲ့ကိုယ်နဲ့မှမရင်းနေသေးရလေကြည့်တယ်ဆိုတာလေကိုဗီဒီယိုကြိုက်တယ်ပဲလေနော်အဲ့တော့ထက်တင်ပါဗျာတင်တဲ့ဗီဒီယိုတွေက view မတက်လို့စိတ်ပြတ်သွားပြီးထပ်မတင်တော့ဘူးတဲ့အဓိကပြဿနာအဲ့ဒါပဲနော်အဓိကပြဿနာအဲ့ဒါပါဗီဒီယိုကောင်းလေးနဲ့ကြည်ကြည်လေးရပြီးပုံမှန်အချိန်နေ့တိုင်းတင်ပါဗျဒီနေရာမှာကျွန်တော်ပြောတဲ့စကားထဲမှာပုံမှန်အချိန်ဆိုတာပါသွားရယ်နော်တစ်ချိန်ထဲမှာဗီဒီယိုတွေပြုတ်တက်ပြီးမတင်လိုက်ပါနဲ့ဗျဇွဲချီချီတင်လုံးကျုံကြာ9ရက်ပေါ့ကင်မရာကိုကြောက်တာဘယ်လိုရေးတဲ့စကားမပြောရဘူးတဲ့အစပါနောက်ကျရင်ထမင်းသားရေတော့ပဲရာအားလုံးအေးဆေးပဲဟုတ်လားအဓိကပြဿနာအစမလုပ်ချင်းပဲအဲ့တော့အခုပဲစလိုက်ပါဘယ်ရောင်မှမကြောက်ပါနဲ့နောက်တစ်ခုကဘာလဲဆိုတော့ချောလို့အသေးပေးခဲ့ရင်တော့တဲ့ဒါတော့ရင်မချိုးရသေးဘူးနော်အားလုံးဘာမှမဗီဒီယိုတွေတင်ပြီးပတ်စံချခြင်းတဲ့သူတွေအတွက်ကိုပြောချင်တာတစ်ခုကအခုပဲစလုပ်နော်ဘိုင်ဘိုင်ကျွန်တော်တို့ဂျိုလူပါဗျအားလုံးဘိုင်ဘိုင်